Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ scholarship ရှောက်တဲ့သူတိုင်းသိထားတဲ့အခြေခံအချက်တွေရတစ်ခုဖြစ်တယ်ပေါ့နော် Types of scholarship တွေရဲ့အကြောင်းကိုပြပြပေးသွားပါမယ်နံပါတ်1ကတော့ based on funding ပေါ့နော် scholarship မျိုးစားတွေအများကြီးရှိတဲ့အထက်မှာပထမအဆုံးပြောချင်တာကတော့သူတို့ရဲ့ထောက်ပံ့ပေးရဲ့ငွေကြေးပေါ်မှာမူတည်ပြီးတော့မှ fully funded နဲ့ partial ဆိုပြီးတော့မှ2မျိုးရှိပါတယ်ဒါကတော့ fully funded scholarship ပေါ့နော် fully funded မှာဆိုရင်တော့သူကtuition fees only ပဲပေးရမျိုးရှိရပေါ့နော်ဥပမာနဲ့ပြောရမယ်ဆိုရင် KMIDL ကပေးရဒီ 50% တို့ 25% တို့ 100% ဆိုရင်တော့ဒါသူက full tuition fee scholarship ပေါ့နော်ပြောချင်တာကတော့ကျောင်းလာကတည်တက်မယ်ဖြစ်တဲ့အခြားအသုံးစရိတ်တွေပိုင်းမပါဘူးပေါ့နော်နောက်တစ်ခုကကြတော့သူက tuition fees ရော monthly stipend ရောပေးရပေါ့ဥပမာနဲ့ပြောမယ်ဆိုရင် TISL scholarship တို့ပြီးလို့ရှိရင် Mahidol တို့ Chula တို့ဒီလိုမျိုးကျောင်းတွေကနေပြီးတော့မှပေးရ scholarship တွေဆိုရင်ကတော့သူကကျောင်းလာကကင်းလို့ခွင့်အပြင်ကိုပေါ့နော်ဒီကိုယ့်အတွက်လစဉ်အသုံးစရိတ်ဆိုပြီးတော့မှ amount တစ်ခုပေးတဲ့ဟာမျိုးပြောတာပါနောက်တစ်ခုကတော့ overall scholarship ပေါ့နော် overall ကတော့သူကလိုတဲ့ဟာအကုန်လုံးပေးရပါပေါ့နော်ဥပမာပြောမယ်ဆိုရင်Chinese Student Scholarship ပေါ့ Chinese Student Scholarship ဆိုလို့ရှိရင်သူကအကြောင်းလာကားတွေရောပြီးလို့ရှိရင်ဒီအခြားလိုအပ်တဲ့ပေါ့နော်အသုံးဆောင်ပြီးလို့ရှိရင်နေစိတ်စားစီရဲ့ဒီ transportation တွေဒီလိုမျိုးတွေအစားအကုန်လုံး scholarship ပေးရပါပေါ့နော်ဒါကတော့ overall scholarship လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ partial scholarship ဖြစ်ပါတယ်partial ဆိုတဲ့အတိုင်းပဲပေါ့နော်သူကအကုန်လုံးကိုထောက်ပံ့ပေးရတာမဟုတ်ဘူး partially funding ပေါ့ပြီးတော့သူ့ရဲ့ partially funding က maybe only tuition fees ပေါ့နော်ဒီကျောင်းလာကကိုပဲဒီအချို့တော့ထောက်ပံ့ပေးရမျိုးပေါ့နော်ဥပမာခုနပြောခဲ့တဲ့ KMIDL မှာဆိုရင် 100% ဆိုရင်တော့သူက full tuition fee scholarship ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ 50% တို့ 75% တို့ဒီလိုမျိုးဆိုရင်တော့သူက tuition fees ကိုမှ partial funding လုပ်ပေးရပေါ့နော်ဒီတပိုင်းတစားထောက်ပံ့ပေးရပေါ့နော်နောက်တစ်ခုကကြတော့ living allowance ပေါ့ living allowance ကိုထောက်ပံ့ပေးရပေါ့ဥပမာပြောရမယ်ဆိုရင် Daughter Rising ပေါ့နော် Daughter Rising scholarship ကဒီသူမှာ Orchid တို့ Lotus တို့ရှိရလေအဲ့လိုမျိုးဆိုလို့ရှိရင်သူကဒါtuition fees only ပဲလားဒါမှမဟုတ်လို့ရှိရင်ဒီအသုံးစရိတ်တည်တံ့မင်းလားပေါ့နော်ဒီလိုမျိုးပေါ့အဲ့လိုမျိုး scholarship ကိုပြောတာပါအဓိကကတော့ full ဆိုရင်ကတော့သူကအားလုံးဒီပါထောက်ပံ့ပေးရဖြစ်ပြီးတော့ကမှ partial ကတော့ဒီတပိုင်းတစားပဲပေါ့နော်ထောက်ပံ့ပေးရအပြည့်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောတာပါနောက်တစ်ခုကတော့ based on organization ပေါ့နော်ကိုယ့်ကို scholarship ကဘယ်သူကပေးရလဲပေါ့အဓိကတော့ source ပေါ်မှာမူတည်ပြီးတော့မှ၃မျိုးအနေနဲ့ခွဲလို့ရတယ်ပေါ့နော်နံပါတ်1ကတော့ institutional scholarship ဒါတက္ကသိုလ်တွေကပေးရကိုတက်မဲ့တက္ကသိုလ်ကပေးရ scholarship ပေါ့နော်ပြီးလို့ရှိရင် government scholarship ကိုကဘယ်နိုင်ငံသွားချင်တာလဲပေါ့နော်အဲ့ဒီနိုင်ငံပေါ့ကိုပညာသင်မဲ့နိုင်ငံရဲ့အစိုးရကနေပြီးတော့မှပေးရ scholarship ပေါ့နော်နောက်တစ်ခုကကြတော့သူက organization scholarship ပေါ့ဘယ်နိုင်ငံရဲ့လို့သတ်မှတ်ထားတာမျိုးတော့မဟုတ်ဘူးဘယ်ကျောင်းလို့လည်းသတ်မှတ်မထားဘူးဒါပေမဲ့သူကအဖွဲ့အစည်းတစ်ခုကနေပြီးတော့မှကိုယ့်ရဲ့ပညာရေးအတွက်ကို scholarship ပေးရမျိုးပေါ့နော်အဓိကအနေနဲ့၃ခုခွဲထားလို့ရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ institutional scholarship တက္ကသိုလ်တွေကပေးတဲ့ scholarship အကြောင်းကိုအသေးစိတ်ပြပြပေးသွားပါမယ်အဓိကကတော့သူနှစ်ပိုင်းရှိရပေါ့နော်နံပါတ်1ကတော့ admission scholarship ပေါ့ဒါကတော့သူကကိုကျောင်းစတက်တဲ့အချိန်ပေါ့နော်ဒီ၄နှစ်လုံးထဲမှာပထမဦးဆုံးကျောင်းဝင်ခွင့်ပေါ့နော်ကျောင်းဝင်ခွင့် scholarship ပေါ့ပထမဦးဆုံးကိုကျောင်းစတက်တဲ့ first year မှာပဲပေးရ scholarship ဖြစ်ပါတယ် admission scholarship လို့ခေါ်ပါတယ်ဒီကတော့သူ့ရဲ့တက္ကသိုလ်ကနေပြီးတော့ကမှဒီ admission ဖွင့်တဲ့အချိန်မှာပဲပေးရ scholarship ဖြစ်တယ်ဥပမာနဲ့ပြောမယ်ဆိုရင်ဒီ KMUTT ရဲ့ MIS တို့ပြီးလို့ရှိရင် KMIDL ရဲ့သူ့ရဲ့ဒီ scholarship ပေါ့နော်50တို့75တို့100တို့ဒီလိုမျိုးတွေကကြတော့သူကကျောင်းစတက်ခြင်းပေါ့နော်စဖွင့်တဲ့ admission အချိန်မှာပဲပေးတဲ့ scholarship ဖြစ်ပါတယ်နောက်တစ်ခုကတော့ academic performance scholarship ပေါ့နော်ဒါကကြတော့ဥပမာပြောမယ်ဆိုရင် MEFALON လိုမျိုးပေါ့နော်အဓိကကတော့သူကသူ့ရဲ့ GPA ပေါ့ဥပမာဒီ academic year မှာဘယ်ကျောင်းသားတွေက GPA အများဆုံးရလဲပေါ့နော်ဒီလိုမျိုးထူးချွန်တဲ့ GPA ကောင်းတဲ့ကျောင်းသားတွေကိုကျောင်းဘက်ကနေပြီးတော့မှဒီအရေးအတွက်အကန့်အသတ်နေပေါ့နော်ဥပမာထားပါတော့3ယောက်ဆိုလဲ3ယောက်ပေါ့ဒီနှစ်တစ်နှစ်ရဲ့ GPA အများဆုံးကျောင်းသား3ယောက်ကို scholarship ပေးမယ်ဒီလိုမျိုးပေါ့နော်ဒီကကျတော့သူကဆက်ဖွင့်ခြင်းမှာမဟုတ်ပေါ့နော်ဒီတက္ကသိုလ်တက်နေတဲ့၄နှစ်လုံးမှာဒီရှိရပေါ့နော်နှစ်တိုင်းရှိရ GPA ကောင်းတဲ့ကျောင်းသားတွေအတွက်ကို tuition fee scholar ပေးရမျိုးပဲဖြစ်ပါတယ်
နောက်ထပ်တစ်မျိုးကတော့ government scholarship ဖြစ်ပါတယ် government scholarship ဆိုတာကကျတော့သူက scholarship offer by the government ပေါ့နော်အစိုးရပေးရဲ့ scholarship ပါဥပမာကိုကဂျပန်နိုင်ငံမှာပညာသင်နေတယ်ဆိုရင်ဂျပန်အစိုးရပေးရဲ့ scholarship ပေါ့နော်ကိုရီးယားမှာပညာသင်နေတယ်ဆိုရင်ကိုရီးယားပေးတဲ့ scholarship ပေါ့များသောအားဖြင့်တော့ဒီလိုအစိုးရပေးရဲ့ scholarship တွေတော်တော်များများကတော့သူကအားလုံးဒီပါ fully funded ဖြစ်တယ်ပေါ့နော်ဒီကျောင်းသားကားတွေရောပြီးလို့ရှိရင်အသုံးစရိတ်တွေရောဒီလိုမျိုး fully funded ဖြစ်တဲ့ scholarship တွေကတော့များပါတယ်ဒီလိုမျိုး scholarship မှာဆိုရင်တော့သူကပေါ့နော် merit based လည်းဖြစ်နိုင်တယ် need based လည်းဖြစ်နိုင်တယ်ဒီနှစ်ခုအကြောင်းနောက်မှာတော့ပြန်ပါတယ်ပေါ့နော်အဓိကတော့ merit based ကကြတော့သူကထူးချွန်တဲ့ကျောင်းသားတွေကိုပေးရပေါ့ဥပမာဒီကျောင်းသားတွေက high school မှာအမှတ်တွေဘယ်လောက်ရလဲပေါ့နော်သူတို့ရဲ့ဒီ academic performance ပေါ်မှာမူတည်ပြီးတော့မှပေးရ scholarship တွေလည်းရှိတယ်လို့မျိုးပဲပေါ့နော်နောက်တစ်ခုကကြတော့ need based ပေါ့နော်ဒီကျောင်းသားကပညာရေးလည်းထူးချွန်တယ်ဒါပေမဲ့သူကအဓိကတော့ပညာရေးနဲ့ဖြတ်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပညာဘက်မှာတော့ထူးချွန်တယ်သူ့ရဲ့မိသားစုကလည်းသူ့ရဲ့ပညာရေးအတွက်မထောက်ပံ့နိုင်ဘူးပေါ့နော်ဒီလိုမျိုး need base ပေါ့များသောအားဖြင့်ကတော့ scholarship က fully funded ဖြစ်တယ်ပြီးလို့ရှိရင် merit base ရော need base ရောနှမျိုးလုံးတွေ့နိုင်တယ်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဂျပန်မှာဆိုရင်တော့ MHD scholarship ပေါ့နော်ကိုရီးယားမှာဆိုရင်တော့ GKS scholarship ပေါ့ဒါတွေကကျတော့သူကနိုင်ငံရဲ့အစိုးရကနေပြီးတော့မှပေးရဲ့ scholarship တွေပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ organization scholarship ပေါ့နော်ဒါကကျတော့သူကဘယ်နိုင်ငံဘယ်တက္ကသိုလ်လို့သတ်မှတ်ထားမျိုးမဟုတ်ဘူးအရှိရနှစ်ခုကကျတော့တက္ကသိုလ်ကပေးရဲ့ scholarship ဆိုရင်ကိုတက်ချင်တဲ့တက္ကသိုလ်ပေါ့အဲ့လိုမျိုးပဲအစိုးရပေးရဲ့ scholarship ဆိုရင်ကိုကဘယ်နိုင်ငံမှာတက်မှာလဲပေါ့အဲ့ကိုတက်မဲ့နိုင်ငံရဲ့အစိုးရပေးရဲ့ scholarship ပေါ့နော်ဒါမဲ့ဒီဟာကကျတော့ organization scholarship ကကျတော့ဘယ်နိုင်ငံလဲဘယ်တက္ကသိုလ်လဲအဲ့လိုမျိုးခွဲမထားဘူးပေါ့နော်ကြိုက်တဲ့နိုင်ငံကြိုက်တဲ့တက္ကသိုလ်တက်သူတို့ရဲ့အဖွဲ့အစည်းကနေပြီးတော့မှငွေကြေးထောက်ပံ့မှုပေးရမျိုးဖြစ်ပါတယ်ဒါမဲ့တစ်ခါလေကြာရင်တော့သူတို့ major နဲ့ခွဲတာမျိုးတွေတော့ရှိရပေါ့နော်များသောအားဖြင့်ဒီလိုမျိုး organization ပေးရဲ့ scholarship တွေကလည်း fully funded ဖြစ်တာများပါတယ်သူ့မှာလည်းအရှိရလိုပဲပေါ့နော်ဒီ merit base ရော need base ရောကျောင်းသားရဲ့ပေါ့နော် academic performance ကိုလည်းကြည့်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကပေါ့နော်ဒီကျောင်းသားရဲ့ငွေကြေးလိုအပ်မှုကိုကြည့်ရပေါ့ဒီလိုမျိုး scholarship တွေရှိပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ child stream တို့ပြီးလို့ရှိရင်ဒီ daughter rising တို့ပြီးလို့ရှိရင် prospect Burma တို့ဒါတွေကတော့မြန်မာကျောင်းသားတော်တော်များများသိရပေါ့နော်နာမည်ကြီးရဲ့ organization scholarship တွေပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ priority ပေါ်မှာမူတည်ပြီးတော့မှပေးရဲ့ scholarship တွေဖြစ်ပါတယ်အဓိကသူတို့ဘာကိုဦးစားပေးလဲပေါ့နော်ဘာကိုဦးစားပေးပြီးတော့မှဒီ scholarship ကိုဆုံးဖြတ်လဲပေါ့ဒီပေါ်မှာမူတည်ပြီးတော့မှအဓိကအနေနဲ့ scholarship ၄မျိုးခွဲလို့ရပါတယ်နံပါတ်1ကတော့ merit based scholarship ဖြစ်ပါတယ်နံပါတ်2ကတော့ need based scholarship ဖြစ်ပါတယ်နံပါတ်3ကတော့ field of study scholarship ဖြစ်ပြီးတော့နောက်ဆုံးအချက်ကတော့ demographic based scholarship ဖြစ်ပါတယ်ဆိုတော့ scholarship တစ်ခုချင်းစီရဲ့အသေးစိတ်ကိုအနောက်မှာပြန်ပြီးတော့ရှင်းပြပေးပါမယ်နံပါတ်1အမျိုးအစားကတော့ merit based scholarship ဖြစ်ပါတယ် merit based ကတော့အဓိကကို့မှာoutstanding ဖြစ်တဲ့အချက်ပေါ့နော်ဒါကိုကြည့်ပြီးတော့မှပေးရ scholar ဖြစ်ပါတယ်များသောအားဖြင့်ကတော့ academic merit ပေါ့နော်ကိုယ့်ရဲ့ပညာရေး background နောက်ခံကိုကြည့်ပါတယ်ကိုက GPA ဘယ်လောက်ရထားလဲဆောင်းပွဲမှာအမှတ်တွေကောင်းလားပေါ့နော်ဒီလိုမျိုး academic ပေါ်မှာမူတည်ပြီးတော့မှပေးရ merit scholarship ဖြစ်ပါတယ်ဥပမာဒီ KMUTT ရဲ့ MIS scholarship ဆိုရင်ဒါဆိုရင်သူက merit based scholarship ပေါ့နော်နောက်တစ်ခုကကျတော့ athletic scholarship ဖြစ်ပါတယ်ဒီဟာကျတော့သူကအားကစားထူးချွန်တဲ့သူတွေကိုရွေးပြီးတော့မှဒီ scholarship ပေးရမျိုးပေါ့နော်ဥပမာဒီမှာတော့တိတ်ပြီးတော့အတွေ့ရမများပေမဲ့ဒီအနောက်နိုင်ငံတွေပေါ့နော်များသောအားဖြင့်ဒီဇက်ကားတွေထဲမှာဆိုလို့ရှိရင်အကယ်၍ပေါ့နော်ဒီတယောက်က basketball ဆော်တာတော်တယ်ဒါမှမဟုတ်ရှင်လည်းရေကူးတာတော်တယ်ဒီလိုမျိုးဆိုလို့ရှိရင်သူတို့ကဒီလုံးဝပေါ့နော်ဒီကျောင်းရဲ့ဂုဏ်ဆောင်အားကစားသမားတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့တွေကိုဒီတက္ကသိုလ်ကနေပြီးတော့မှ scholarship ပေးရမျိုးပေါ့နော်ဒီလိုမျိုးသူတို့ရဲ့အားကစားထူးချွန်မှုကြောင့်မလို့ပေးရ scholarship ဖြစ်ပါတယ်နောက်တစ်ခုကတော့ artistic and creative talent ပေါ့နော်ဒီကတော့တိတ်တော့မတွေ့ဘူးသေးဘူးပေါ့နော်များသောအားဖြင့်ကတော့သူကအဓိကအမှုပညာဆိုင်ရာ major တွေပေါ့နော်ဒီ major တွေမှာဆိုရင်ဒီ music တွေ art တွေဒီ drama တွေ writing တွေဒါတွေနဲ့ပတ်သက်ပြီးတော့မှထူးချွန်တဲ့ကျောင်းသားတွေကိုပေးရပါတော့ခုနကပြောတဲ့ athletic scholarship နဲ့အတူတူပဲပေါ့နော်နောက်တစ်ခုကတော့ leadership or community service ပေါ့ဒီ scholarship လည်းတိတ်တော့အတွေ့မများဘူးအဓိကကတော့သူကဒီ community ဘိုင်းဆိုင်ရာမှာဒီလူကဘလောက်ဒီ community service တွေလုပ်ထားလဲပေါ့နော်leadership skill တွေသူ့မှာဘလောက်ရှိလဲပေါ့အကယ်၍ဒီဟာတွေမှာကိုကထူးချွန်နေဆိုရင်ဒါတွေပေါ်မှာမူတည်ပြီးတော့မှပေးရ scholarship ဖြစ်ပါတယ်ဒီ scholarship ၄မျိုးထဲမှာအတွေ့အများတာကတော့ academic merit ပေါ့နော်အဓိကကတော့ပညာရေးနောက်ခံကိုကြည့်ပြီးတော့ပေးရနောက်တစ်ခုအနေနဲ့ကတော့ athletic scholarship ပေါ့အောက်က2မျိုးကတော့နည်းနည်းတော့တွေ့ရနေတယ်ပေါ့နော်ဒီလိုမျိုး merit based scholarship တွေကိုတော့များသောအားဖြင့် university ကပေးရ scholarship တွေမှာအတွေ့အများပါတယ်
နောက်ထပ် scholarship တိုက်တစ်မျိုးကတော့ need based scholarship ပေါ့နော်ဒီအားကျတော့သူကဒီကိုမိသားစုရဲ့ဝင်ငွေပေါ့နော် family income နဲ့ access တွေဘလို့ရှင် financial circumstance တွေပေါ်မှာမူတည်ပြီးတော့မှပေးရဲ့ scholarship ဖြစ်ပါတယ်တခါလေဆိုလို့ရှိရင်တော့သူက financial aid form တွေလိုတယ်ပေါ့ဒါဘာပြောချင်တာလဲဆိုရင်မိသားစုရဲ့ဝင်ငွေထောက်ခံချက်ပေါ့နော်အဓိကကတော့ဒီမိသားစုမှာဝင်ငွေဘယ်လောက်ရှိလဲလူဦးရေဘယ်လောက်ရှိလဲဒီလိုမျိုးတွေပေါ့နော်ဒါမိသားစုရဲ့ financial income အတွက်ကို proof ပြရတဲ့စာရွက်စာတမ်းမျိုးပေါ့နော်ဒီလိုမျိုးတင်ရတဲ့အခြေအနေမျိုးတွေလည်းရှိတတ်တယ်များသောအားဖြင့်ဒီ need based scholarship က organization တော်တော်များများကပေးရဲ့ scholarship တွေဆိုရင်တော့ need based scholarship တွေဖြစ်လေရှိရပေါ့နော်နောက်ထပ်တစ်မျိုးကတော့ field study scholarship ပဲဖြစ်ပါတယ် field study ကကျတော့သူကအဓိကကိုလေ့လာမယ့် major ကို specify လုပ်ပြီးတော့မှပေးရပါတော့နံပါတ်1ကတော့သူက STEM subject တွေပေါ့အတွေ့အများဆုံးကတော့ STEM subject တွေလေ့လာတဲ့သူတွေအတွက်ကို scholarship ပေးရဲ့အခြေအနေမျိုးကတော့အတွေ့အများဆုံးပေါ့နော်STEM ကဘာပြောချင်တာလဲဆိုရင် science တွေ technology တွေပြီးလို့ရှိရင် engineering တွေ math တွေပေါ့ဒီဘာသာတွေကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက်ကိုတည်တံ့ပေးရဲ့ scholar ဖြစ်ပါတယ်နောက်ထပ်တွေ့ရများတဲ့ major တွေကတော့ဘာလဲဆိုရင်medicine တွေ nursing တွေ education တွေ law တွေပြီးရင် business တွေ agriculture တွေ environment တွေပေါ့နော်ဒီလိုမျိုးဘာသာရပ်တွေအတွက်လည်းသူတို့မှာတည်တံ့ပေး scholarship တွေရှိပါတယ်အတွေ့အများဆုံးဆိုရင်ကတော့ STEM scholarship တွေဖြစ်ပါတယ်နောက်ထပ် scholarship ကတော့ demographic based scholarship ဖြစ်ပါတယ်ဒါကဘာပြောချင်တာလဲဆိုရင်နံပါတ်1ကတော့ gender based ပေါ့အဓိကကတော့အမျိုးသမီးတွေအတွက်ပဲပေးရဲ့ scholarship တွေဒါမျိုးတွေအတွေ့များရတယ်ပေါ့နော်ဥပမာနဲ့ပြောရမယ်ဆိုရင် daughter rising scholarship တွေပေါ့ပြီးရင်နောက်တစ်ခုဒီ STEM subject ကိုလေ့လာနေတဲ့အမျိုးသမီးတွေအတွက်တည်တံ့ပေးရဲ့ scholarship ဒါမျိုးတွေကိုပြောတာပါနောက်ထပ်တစ်ခုကတော့ nationality and ethnicity ပေါ့နော်ဒီဟာကျတော့နိုင်ငံနဲ့လူမျိုးပေါ်မှာမူတည်ပြီးတော့မှပေးတာပါဥပမာအချို့ scholarship တွေဆိုရင်ဒီ scholarship ကမြန်မာကျောင်းသားတည်တံ့ဒါမှမဟုတ်ရှင်လည်းဘယ်ကျောင်းသားတည်တံ့ပေါ့အဓိကနိုင်ငံကန့်တက်လိုက်တဲ့ scholarship မျိုးတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့ scholarship for disability ပေါ့ဒါကတော့ဒီခန္ဓာကိုယ်မှာပေါ့နော်ဒီ disable ဖြစ်နေတဲ့သူတွေအတွက်ကိုပေးရဲ့ scholarship အမျိုးအစားဖြစ်ပါတယ်အခုပြပြပေးခဲ့တာတွေကတော့ပေါ့နော်ဒီ scholarship အမျိုးအစားတွေသူတို့တွေပဲပုံမှန်မူတည်ပြီးတော့မှဘယ်လို scholarship တွေပေးလဲပေါ့ဒါတွေအကြောင်းပြပြပေးသွားတာပဲဖြစ်ပါတယ်